ကဲကားတိတ်ဝယ်ပါတယ်လို့ဒါတော့2025နော်ဟုတ်ကဲ့2025 Grand Highlander ဖြစ်ပါတယ်ဒီမှာဒီရဲ့မြေပုံ map ကကြီးပဲရှေးကြီးပဲနော်ဒီမှာအားလုံးပါတယ်ဒီမှာဟိုဟာတွေလည်းတစ်ပေါက်နှစ်ပေါက်သုံးပေါက်အနောက်မှာနှစ်ပေါက်ငါးပေါက်ဒီအားသွင်းနှစ်ပေါက်8 seat 7 seat ဖြစ်တယ်7 seat ဒီမှာသူရဲ့ဟိုတွေက snow ရမှာလည်းမောင်းလို့ရတယ်တောင်ကုန်းဆင်းလို့ရတယ်ဒါတွေကတော့ ဟာလားစနိုးထဲမှာမို့လဲဟာ ဒီမှာ snow အော်အဲ့ဒါနေရမှာလား ဒီမှာပေါ်မှာတယ်ဒီမှာ snow ပေါ်တာ โอเค sport ကစီးကုန်တယ် emergency brake ရောဘယ်မှာလဲ emergency brake ကတော့ parking brake ကိုဒီမှာထည့်ထားပေးမယ်ဒီမှာ အဲ့ဒါလား inter park brake ကဒီမှာဒါလောက်လိုက်အခုဆွဲတယ်သူကဒီ emergency parking brake တော့ဘာပြောဆိုတာဘာလဲ hand brake လိုမျိုးပေါ့နော်အဲ့ကောင် park ထားတဲ့ခါကျရင်သူကကျွန်တော်ထွက်မယ်ဆိုရင်ဒီကောင်ပြန်ဖြုတ်ဆံမလို့ အော် သူကခပတ်ပတ်ပြီးတော့မှဒီတိုင်းဂီယာထိုးထွက်လိုက်တဲ့နဲ့သူကအလိုလျောက်ပြုတ်တယ် သူပြောပြုတ်သွားတယ် ပြန်တော့လာ အဲ့ဆိုတော့ဒီ sport mode ကတော့မောင်းရင်ပို့ပြီးတော့မှဟိုမြန်ထွက်တာပေါ့ဒါမဲ့စီးစားရတယ်ကောင်eco mode နဲ့ပဲမောင်းတာတော့ပိုကောင်းဆုံးပဲ eco mode နဲ့မောင်း ပုံမှန်တိုင်းပါလား ဆိုမလားမောင်းဒါတော့ရှင်နေဘယ်သူမှမောင်းမအောင်နော်ဒါတချို့တွေကသူတို့တွေကတော့ rock တွေအမှဟိုတောင်တွေမှာတွားမောင်းကြတဲ့အမျိုးတွေလေကျွန်တော်တို့ကဒါမျိုးတွေမောင်းဖို့မရှိပါဘူး ကျွန်တော်တို့ပုံမှန်ပဲဆိုတော့ ဟုတ်တယ် eco နဲ့ထားလိုက် eco နဲ့โอเค 0 မိုင်ဆိုတော့ရှိတို့ထွားလဲပါတယ်ဘာလဲမသိဟောဒါဟိုဟာလေ screw ရလား0 မိုင်ဆိုတော့ အော်ဒီမှာသူတို့ပြေးလို့ရတယ်ချင်း ဟမ် off စီတယ် ဟောလားအပူအေးလား အပူအေး ဟောအဲ့နေပေးရတယ်မှာအနောက်ဘက်ကိုဟုတ်တယ် short တာလေ တို့အော်တို့ temperature တို့ ဟုတ် ရှော့လို့ရတယ်ဒီမှာ push step ဖြစ်ပါလေ push step ကဲ share ပဲကားတော့အပြင်ကနေပြမယ်ဆိုတော့ကဲပြင်ထွက်ကြစို့ပြင်ပြမယ်ဆိုတော့နေရောင်လေးပေါ့ဗျာရှေ့ပိုင်းရန်လာတယ်ဒီ2025 Grand Highlander ရဲ့ရှေ့ပိုင်းပုံစံပိုကြိုက်တယ်ရှေ့ပိုင်းတော်တော်လေးကြည့်လို့ကောင်းတယ်ဒီ take လေးတိတ်ထွက်တာလည်းမရှိဘူးဒါလေးအတော်ပဲပြီးတော့အနောက်ဘက်ကရောအနောက်လည်းကြည့်လို့ကောင်းတယ်နောက်ဘက်လည်းတအားကြီးဟိုဒီမိကွက်တွေအရန်ကြီးခြုံထွက်နေတာမျိုးတွေမဖြစ်ဘဲနဲ့ဒီလောက်လေးပဲဆိုရင်ကြည့်လို့ကောင်းတယ်သူ XL ဆိုတော့ leather seat လည်းဖြစ်သွားပြီ leather seat ဖြစ်သွားပြီ main size က20ဖြစ်မှာ main size ကဆိုတော့ဒါအခုအခု US ပေါက်ဈေးရတော့98,000လောက်ကြာမှာတယ်58,000လောက်ဆိုတော့ဒါကျွန်တော်ဝယ်လိုက်တာတော့မဟုတ်ပါဘူးခင်ဗျာသူများကားပါခင်ဗျာTheater Grand Highlander ဖြစ်ပါလေ